ဒါတို့သမလို့ရေးဒီချေတို့နံပါတ်6ကိုတောင်းလိုက်ကြရအောင်အဲ့တော့နံပါတ်6ပုံစံလေးကိုဒီချေကဖတ်ပြပါမယ်ခဲဖဲရဲ့အလျားကိုတိုင်းပါအလျားကိုစင်တီမီတာမီလီမီတာနဲ့ပြပါအဲ့ဒီနောက်မီလီမီတာတစ်ခုတည်းနဲ့ပြပါအဲ့တော့ဒါတို့သမလို့ကို तू ကဘာကိုတိုင်းခိုင်းတာလဲခဲပြဲရဲ့အလျားကိုတိုင်းခိုင်းတာပါရှင်ဟုတ်ပြီအဲ့ဒီရလာတဲ့အလျားကိုဒီချေတို့ဘာနဲ့ပြအောင်လဲစင်တီမီတာမီလီမီတာနဲ့ပြပါမယ်ပြောပြပေးရမယ်ပြီးတော့လို့ရှိရင်တော့အဲ့ဒီတိုင်းလို့ရတဲ့အလျားလေးကိုမီလီမီတာတစ်ခုတည်းနဲ့ပြပေးရပါမယ်โอเคသားတို့သမလို့ရေဒီမှာသားတို့သမလို့ကိုခဲပြက်လေးပြီးထားပါတယ်အဲ့ဒီခဲပြက်လေးကိုဒီချေတို့တိုင်းလိုက်တဲ့အခါမှာသူ့ရဲ့အလျားလေးကဘယ်လောက်ရတယ်လဲအစွန်းလေးက3ညမှာပါနောက်ထပ်အစွန်းတစ်ဖက်ကဘယ်နေရာကိုရောက်နေပါသလဲ3ကိုကြော်ပြီး1နဲ့3 4 5 6 9စိတ်ဖြစ်ပါတယ်3ကိုကြော်ပြီး9စိတ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီခဲပြက်လေးရဲ့အလျားက3စင်တီမီတာ9မီလီမီတာရှိပါတယ်နော်ဟုတ်ပြီအဲ့တော့ဒီချေတို့ကစင်တီမီတာမီလီမီတာနဲ့ပြောပြပြီးသွားပြီဘယ်လောက်စင်တီမီတာဘယ်လောက်မီလီမီတာလဲ3စင်တီမီတာ9မီလီမီတာပါရှင်အဲ့ဒီ3စင်တီမီတာ9မီလီမီတာကိုဒီချေတို့ဘာနဲ့ပြန်ပြပေးရမလဲဆိုရင်မီလီမီတာတစ်ခုတည်းနဲ့ပြပေးရပါမယ်အဲ့တော့မီလီမီတာတစ်ခုတည်းနဲ့ပြကြရအောင်ဟဲ့အဲ့တော့သားတို့သမလို့ရင်3စင်တီမီတာ9မီလီမီတာအဲ့တော့3စင်တီမီတာမှာကျတို့1စင်တီမီတာမှာဘယ်လောက်မီလီမီတာရှိတယ်လဲ30 3စင်တီမီတာဆိုတော့30 20 30ပေါ့နော်အဲ့တော့30မီလီမီတာပါရှင်9မီလီမီတာကတော့9မီလီမီတာပဲအဲ့တော့30နဲ့9နဲ့ပေါင်းလိုက်တော့ဘယ်လောက်ရတယ်လဲ39အဲ့တော့ဆိုလိုတာကဒီခဲပြက်လေးရဲ့အလျားကိုစင်တီမီတာနဲ့မပြောဘဲနဲ့မီလီမီတာအစိတ်ကလေးတွေဘယ်နှစိတ်ရှိလဲဆိုတာပြောတာပါအဲ့တော့ဒီချေတို့ပုံကိုကြည့်လိုက်လို့ရှိရင်လည်း10 20 30နဲ့ဘယ်နှစိတ်လဲ9စိတ်ပါရှင်နားလည်ပါသလားအဲ့ဒါကြောင့်3စင်တီမီတာ9မီလီမီတာကဘယ်လောက်နဲ့တူတယ်လဲ39မီလီမီတာနဲ့တူပါတယ်ရှင်နားလည်ပါပြီနော်အဲ့တော့ဒီ3စင်တီမီတာကနေဘာဖြစ်လို့30ဖြစ်သွားလဲဆိုတော့1စင်တီမီတာမှာ10မီလီမီတာရှိတယ်လေအဲ့ဒါကြောင့်3စင်တီမီတာဆိုတော့30မီလီမီတာပေါ့ဟုတ်ပြီအဲ့ဒီပုံစံအတိုင်းဒီချေတို့နံပါတ်7ကိုတွက်လိုက်ကြရအောင်နံပါတ်7ပုံစံလေးကမီလီမီတာဖွဲ့ပါဘာဖွဲ့ရမှာတော့မီလီမီတာဖွဲ့ပေးရပါမယ်အပုပ်ဘယ်နှပုပ်ရှိလဲဆိုရင်ကာကြီးခါဝေးကငင်3ပုပ်ရှိပါတယ်အဲ့ဒါကြောင့်မလို့ဒါတို့သမလို့ရဲ့တင်ချတွက်တဲ့စာအုပ်ကလေးကိုထုတ်ဘေးမြင်းလေးထဲမှာ7ပုပ်မှာကာကြီးဆိုပြီးတော့ဒီချေတို့မိကုန်းလေးကူရေးကြရအောင်ရှင့်အဲ့တော့7ပုံမှာကာကြီးပုတ်စာလေးကူပါမယ်เนาะဒီချေကလည်းဒီမှာကူပြပေးပါမယ်အဲ့တော့သားတို့သမတို့ရဲ့ဘေးမြင်းလေးထဲမှာက7ပုံမှာကာကြီးလို့တက်လိုက်ပါပြီးတော့ပြီဆိုလို့ရှိရင်เนาะဒီချေတို့ဘာလို့မှလဲဘေးမြင်းလေးနဲ့ဘေးမှာအဲ့တော့ဘေးမြင်းလေးထဲမှာ7ပုံမှာကာကြီးလို့တက်လိုက်ပါပြီပုတ်စာလေးကူကြရအောင်ပါနံပါတ်ကာကြီးက9စင်တီမီတာဖြစ်ပါတယ်ရှင်9စင်တီမီတာကဲသားတို့သမလို့ရေ9စင်တီမီတာကိုဒီချေတို့မီလီမီတာပြောင်းကြရအောင်ပါအဲ့တော့1စင်တီမီတာမှာဘယ်လောက်မီလီမီတာရှိတယ်လဲ10မီလီမီတာအဲ့တော့သားတို့သမလို့ရေ9စင်တီမီတာဆိုတော့ဘယ်လောက်တော့80မီလီမီတာပေါ့တခါတည်းအညီလေးထိုးပြီးရေးလိုက်မယ်80မီလီမီတာပါရှင်နားလည်ပါပြီနော်1စင်တီမီတာမှာ10မီလီမီတာပါ9စင်တီမီတာဆိုတော့80မီလီမီတာပေါ့ပြီးတော့ရင်တကြောင်ကြော်ပါမယ်နံပါတ်ခါခွေးပုတ်စာလေးကူးရအောင်နံပါတ်ခါခွေးပုတ်စာလေးက4စင်တီမီတာ4မီလီမီတာမင်းတို့ရဲ့၄ချောင်းမြင်းစာအုပ်ထဲမှာကူးရေးလိုက်ပါရှင်အဲ့တော့ရေးပါပြီ4စင်တီမီတာပြီးတော့4မီလီမီတာနားလည်ပါပြီလားโอเคကဲအဲ့ဒါကိုတီချေတို့တွေပုံစံလေးပြောင်းလိုက်ကြရအောင်တီချေကအောက်မှာအညီလေးထိုးပြီးတော့ပြောင်းပါမယ်ဒါတို့သမတို့ရေ1စင်တီမီတာက10မီလီမီတာ4စင်တီမီတာဆိုတော့ဘယ်လောက်တော့40မီလီမီတာပေါ့40မီလီမီတာအပေါင်းဒီဘက်မှာကဘယ်လောက်လဲ4မီလီမီတာပေါ့ဟုတ်ပြီမီလီမီတာအမျိုးအစားတူသွားပြီအညီလေးထပ်ထိုး40နဲ့4နဲ့ပေါင်းလိုက်တော့သားတို့သမလို့ရေဘယ်လောက်ရတယ်လဲ44မီလီမီတာပါရှင်နားလည်ပါပြီလားโอเคကဲပြီးသားပါပြီเนาะပြီးတော့ရင်တကြောင်ကြော်လိုက်ပါနံပါတ်ကငယ်ပုတ်စာလေးကိုကြရအောင်ပါနံပါတ်ကငယ်ကဘယ်လောက်လဲ8စင်တီမီတာ3မီလီမီတာပုတ်စာလေးကိုပါမယ်အဲ့ဒီတော့8
စင်တီမီတာပြီးတော့3မီလီမီတာပါရှင်ကဲအဲ့တော့အဲ့ဒါကိုတီချာတို့မီလီမီတာပြောင်းကြရအောင်အညီလေးထိုးပြီးပြောင်းပါမယ်8စင်တီမီတာဆိုတော့သားတို့သမတို့ရေ1စင်တီမီတာမှာက10မီလီမီတာအဲ့တော့8စင်တီမီတာဆိုတော့ဘယ်20တော့80ပေါ့ဟုတ်သလားအဲ့ဒါကြောင့်80မီလီမီတာဒီအပေါင်းဒီဘက်က3မီလီမီတာပါရှင်ကဲအဲ့တော့အညီလေးထိုးပါပြီ80နဲ့3နဲ့ပေါင်းလိုက်တော့ဘယ်လောက်ရသလဲမှန်တာပေါ့83မီလီမီတာပါရှင်နားလည်ပါပြီလားဟုတ်ကဲ့ကဲအဲ့ဒါဆိုလို့ရှိရင်ဒီချေတို့နံပါတ်17ရဲ့ကကြီးခါခွေးကငယ်3မုတ်စလုံးပြီးသွားပါပြီနော်ပြီးတော့ပြီဆိုရင်တော့ဒီချေတို့နံပါတ်12ကိုသွားလိုက်ကြရအောင်နံပါတ်12ပုံစံလေးဖတ်ပါမယ်85မီလီမီတာကိုစင်တီမီတာမီလီမီတာဖွဲ့ပါဒီတစ်ခါသူကမီလီမီတာပေးထားပါတယ်85မီလီမီတာအဲ့ဒါကိုစင်တီမီတာမီလီမီတာပြောင်းပေးရပါမယ်တို့တွေပေးတဲ့ကိုအသုံးမပြုဘဲနဲ့ပြောင်းပါပေါ့နော်ဟုတ်ပြီအဲ့တော့တစ်ခုတည်းကနေပြီးတော့ဒီချေတို့ဘယ်နှခုထောက်ဖွဲ့မှာလဲနှစ်ခုပြန်ဖွဲ့မှာပါအဲ့တော့ဒီချေတို့ပုံစံလေးကူလိုက်ကြရအောင်ပါခုနကနေပြောင်းပြန်ပါရှင့်လေးလဲဆိုရင်ပြောင်းပြန်အဲ့တော့တကြောင်ကြော်ပါမယ်နံပါတ်12သူကဘာလေးလဲဆိုရင်85မီလီမီတာအဲ့ဒီ85မီလီမီတာကိုသူကစင်တီမီတာမီလီမီတာဖွဲ့ခိုင်းတာပါခုနကနေပြောင်းပြန်ပါပဲဒါပေမဲ့ခုနကအဆင့်အတိုင်းဖွဲ့ပါမယ်အဲ့တော့85ကိုဒီချက်က80နဲ့5နဲ့ခွဲလိုက်မယ်ဟိမရဘူးလား80ပါကြီးတော့နော်80မီလီမီတာနဲ့5မီလီမီတာခွဲလိုက်ပါမယ်85ဆိုတာ80နဲ့5နဲ့ပေါင်းထားတာမဟုတ်ဘူးလားဟဲ့ဟုတ်ပြီအဲ့တော့80မီလီမီတာ10မီလီမီတာက1စင်တီမီတာအဲ့ဒါကြောင့်80မီလီမီတာဆိုတော့9စင်တီမီတာပေါ့9စင်တီမီတာဒီဘက်က5မီလီမီတာအပေါင်းထည့်စရာလိုလေးလားမလိုတော့ပါဘူးရှင်ကဲအဲ့တော့သူလိုချင်တဲ့85မီလီမီတာကိုစင်တီမီတာမီလီမီတာနဲ့ပြောင်းလိုက်တာလေးရသွားပါပြီရှင်ဟုတ်ပြီနော်ဒါလေးကအဖြေပါပြီးသားရင်ဒါလေးကလည်းအဖြေဒါလေးကလည်းအဖြေဒါလေးကလည်းအဖြေပါရှင်ဒီချက်လိုများလေးတွေထည့်လဲရတယ်မထည့်လဲရပါတယ်နော်အဲဆိုရင်တို့သမတို့ကအခုဗီဒီယိုလေးမှာဒီချက်တို့ unit တစ်ခုကနေ unit နှစ်ခုပေးထားတယ်စင်တီမီတာမီလီမီတာနဲ့မီလီမီတာကိုခွဲတက်သွားတယ်လို့မီလီမီတာတစ်မျိုးတည်းပေးထားပြီးတော့စင်တီမီတာနဲ့မီလီမီတာပြန်ဖွင့်ခိုင်းရင်လည်းဘာဖြစ်လဲရသွားပါပြီနော်ဟုတ်ပါပြီအားဆိုရင်ဒီဗီဒီယိုလေးကတော့ဒီအပိုင်းလေးအတွက်ပါပဲရှင်အဲ့တော့နောက်ဗီဒီယိုကြလို့ရှိရင်ဒီချေတို့ကဒီသင်ခန်းစာရဲ့နောက်ဆုံးအပိုင်းလေးကိုသွားကြမယ်နော်ဟုတ်ပြီအားဆိုလို့ရှိရင်တို့သမလို့ရဲ့ဒီချေတို့နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြရအောင်တတား